အပိုင်လေးဇက်သိမ်းပိုင်ခုပြင်ဘက်ကဘလူးရဲ့ဟင်းဟောက်တန်နဲ့ကြောက်ခဲတွေပြူကြတန်အချင်းမရှိတော့ဘူးမင်းခန့်ရွေးချယ်တော့အေယာရဲ့အတန်ကတုံရင်နေပြီသူမရဲ့ခန္ဓာကိုယ်လေးကတဖြည်းဖြည်းမှိန်ဖြော့လာပြီးအလင်းစက်ကလေးပဲအထစ်လေထဲမှာလွန်းပြနေပြီလေအပြင်ဘက်မှာလည်းတောဆောင်ဘလူးကဂူဝက်ကိုအတင်းတိုးဝင်ဖို့စူးစမ်းနေလေမင်းခန့်သူ့ရဲ့မြို့ပေါ်ကအိမ်ကိုတတိယမိတယ်သူ့ရဲ့တငယ်ချင်းတွေမိသားစုတွေဒါပေမဲ့သူ့ရှေ့မှာအသက်လူနေရလဲသူ့ကိုကဲတင်ခဲ့တဲ့ဒီနသမီးလေးကိုသူပြစ်မထားနိုင်ဘူးပြတ်သားတဲ့လေးသားနဲ့ကျွန်တော်ခမည်းကိုကဲမဲအေးရကျွန်တော်ဒီမှာပဲနေမယ်မင်းခန့်ကလက်ထဲကရွှေရောင်အမွေးတုံလေးကိုချစ်ချစ်ပပစုပ်ကင်ပြီးအေးရအေရှင်ဘက်ပေါ်ကိုတင်လိုက်တယ်အဲ့ဒီအချိန်မှာပဲအလင်းတန်းကြီးပောက်ကွဲထွက်သွားတဲ့အတန်ဝုန်းဆိုတဲ့အတန်ကြီးနဲ့အတူရွှေရောင်အလင်းတန်းတွေကခူးတစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်အပြင်ဘက်ကတောဆောင်ဘလူးကြီးဟာအဲ့ဒီအလင်းတန်ကိုမခံနိုင်ပဲအာအိုဟစ်ပြီးပြအဖြစ်ကြွေးကြပျက်စီးသွားပါတော့တယ်။မင်းခန့်မျိုးလုံးတွေကိုပြန်ဖွင့်ကြည့်လိုက်တဲ့အခါသူဟာလူသားတစ်ယောက်မဟုတ်တော့ဘူး။သူ့ရဲ့အသားရည်ကအေးရလိုပဲဝင်းပနေပြီးသူ့ရဲ့ကြောပြင်မှာလည်းလှပတဲ့အတောင်ပန်းကစုံရှိနေပြီ။အေးရကတော့အရင်ကထက်ပိုပြီးလှပတဲ့နတ်သမီးလေးအဖြစ်ပြန်လဲရှင်သန်လာခဲ့ပြီပေါ့။အေးချမ်းတဲ့တေးတန်လေးနဲ့ငှက်အော်တန်လေးတွေ။ကျေးဇူးတင်ပါတယ်မင်းခန့်အခုဆိုမင်းဟာဒီတောအုပ်ရဲ့အရှင်သခင်ဖြစ်သွားပြီငါတို့နှစ်ယောက်အတူဒီတောအုပ်ကိုထာဝရဆောင်းလျှောက်သွားကြတာပေါ့မင်းခန့်ပြုံးလိုက်တယ်သူမျိုးပြရဲ့ရုံးကန်မှုတွေကိုမေ့သွားပြီဒီတောနဲ့ကြီးထဲမှာအေယာနဲ့အတူရှိနေရတာဟာသူရှာဖွေနေတဲ့စစ်မှန်တဲ့ငင်းချမ်းမှုပဲလीဒါကြောင့်အခုထိလဲအဲ့ဒီတောနဲ့ကြီးတွေကိုရောက်သွားတဲ့သူတွေဟာတခါတလေမှာထူးဆန်းတဲ့ပန်းရည်နဲ့လေးတွေနဲ့တူရွှေရောင်အတောင်ပံနဲ့ချစ်သူနှစ်ဦးကိုတွေ့ရတတ်တယ်လို့ပြောကြတာပေါ့ဗျာ